ကျင့်ဆိုတဲ့တရားအကြောင်းလေးကိုဒီနေ့တင်ဆက်ပေးခြင်းပါတယ်ရှားလူတွေကြောင့်ရှုံးတာမဟုတ်ပါဘူးသင်အကျင့်ကြောင့်သင်ကကြရှုံးတာပါလူတွေကသင်ကိုနားမလည်ပေးဘူးသင်ကိုအခွင့်အရေးမပေးခဲ့ဘူးသင်ကိုသစ္စာဖောက်တဲ့ထားခဲ့တယ်လို့ထင်နေတာလားဒါပေမဲ့တည်ငြိမ်စွာထိုင်ပြီးစဉ်းစားကြည့်ပါသင်ကိုအမြဲကြချုံစေတဲ့သူကအတွင်းထဲမှာရှိနေတာပါဗျာအပြင်ကလူမဟုတ်ပါဘူးသူ့နာမည်ကဘာလဲလို့ပြောရရင်တော့အဲ့ဒါအကျင့်တစ်ခုပါပဲလူတွေရဲ့ဘဝကဆုံးဖြတ်ချက်တစ်ခုတည်းနဲ့မပြောင်းလဲပါဘူးသင်မှာရှိနေတဲ့အသေးမွှားသေးလေးတွေအကျင့်တွေကြောင့်အဲ့ဒီအကျင့်ပေါင်းများစွာနဲ့သင်ကံတရားကိုဖန်တီးပေးတာပါတချို့ကစဉ်းစားတယ်တနေ့ငါလဲကံကောင်းမှကြီးပွားချမ်းသာလာမယ်ဒါပေမဲ့အောင်မြင်မှုကချက်ချင်းမရပါဘူးဥပမာသစ်ပင်ကချက်ချင်းအပင်ပေါ်ပေါက်လာတာမဟုတ်ပါဘူးမျိုးစေ့ကမြေအောက်ကိုစိုက်ပြီးမှတဖြည်းဖြည်းချင်းအပင်ပေါက်ပြီးကြီးထွားလာတယ်လို့ပေါ့ကြချုံမှုလဲသင်မကောင်းတဲ့အကျင့်ကြောင့်ပဲတဖြည်းဖြည်းဖြစ်လာတာပါဗျာသင်ဘဝမှာရှိနေတဲ့အကျင့်ကအဆိုးလားအကောင်းလားစဉ်းစားကြည့်ပါပြုပြင်ပါလို့တိုက်တွန်းပါတယ်ဒါပေမဲ့လူတွေကကိုယ်မှာရှိနေတဲ့အကျင့်ကိုသတိမထားမိပဲအကျိုးအမြတ်ကိုပဲလိုချင်ကြတယ်တကယ်တော့ဒုက္ခရောက်မှသူများကိုအပြစ်တင်ကြတယ်သူငယ်ချင်းတွေမကောင်းခဲ့ဘူးမိသားစုမကူညီခဲ့ဘူးငါကံမကောင်းခဲ့ဘူးဒီလိုနဲ့ပဲချစ်ဆက်ကြတယ်သင်ပေးသလိုပဲဘဝကသင်ကိုပြန်ပေးတာပါသင်မှာအချိန်မရှိဘူးဆိုပေမဲ့အလကားရဆုံးကအချိန်ပါပဲမရတာနဲ့မလုပ်တာကတရားပါတရားကိုအားထုတ်ဖို့အတွက်လည်းမမေ့ပါနဲ့မနဲ့မိုးလင်းတာနဲ့သင်စိတ်ကိုသင်ကသူများကိုအပ်လိုက်တယ်လို့ပဲသူများတရင်သူများပုံရိပ်သူများအပြောအဆိုသူများအောင်မြင်မှုသူများဒုက္ခအားလုံးကသင်စိတ်ထဲမှာသူများအကြောင်းကြီးပါပဲမိုးချုပ်တာနဲ့သင်ကအရန်အလုတ်လုတ်စူးစားပေမှန်းတယ်လို့ခံစားနေရတယ်အမှန်တော့တစ်နေ့လုံးသင်လောက်တာကနေပြီးသူများဘဝသူများအကြောင်းသူများအလုံးနဲ့သင်စိတ်ကပေမှန်းတာပါစိတ်ကထူးဆန်းတယ်ဗျာစိတ်ကလွယ်တဲ့အရာကိုပဲကြိုက်တာပါခက်ခဲတဲ့အရာကိုစိတ်ကလုံးဝမကြိုက်ပါဘူးဒါကြောင့်သင်ကိုအခုစာမဖတ်နဲ့အိတ်လိုက်တော့ဒီနေ့မစူးစားနဲ့ဒီနေ့မပြောနဲ့ဒီနေ့မပြောင်းလဲနဲ့မနှက်မှစူးစားမယ်မနှက်ဖြန့်မှဆိုတဲ့ဘဝကဖန်တီးပေးတာကသင်စိတ်ပါပဲသင်စိတ်ကိုသင်ပိုင်သလားတကယ်ပိုင်ရင်မေးကြည့်မယ်မနဲ့မိုးလင်း၄နာရီထပါဆိုထပါမလားတရက်လောက်သူများအကြောင်းမပြောဘဲနေနိုင်လားသူများအတင်းမတုတ်ဘဲနေနိုင်လားမနေနိုင်ပါဘူးမနေနိုင်ဘူးဆိုရင်သင်ကဆရာလားမဟုတ်ပါဘူးသင်ဆရာကစိတ်ကဖြစ်နေလို့ပါသင်အကျင့်တွေကြောင့်ပဲတရားရောက်ကတခုပြောရင်သင်ကစိတ်ဆိုးသွားတယ်သင်ကိုချီးကျူးလိုက်ရင်ချက်ချင်းပြုံးသွားတယ်သင်ကိုအလေးမထားရင်သင်ကစိတ်သက်ကြတယ်စဉ်းစားကြည့်ပါဗျာသူများပြောတဲ့စကားလုံးကသင်စိတ်ကိုထိန်ချုံနိုင်တယ်ဆိုရင်သင်ဘဝကိုသင်မပိုင်ပါဘူးဒါကအကျင့်တစ်ခုပဲလေဥပမာစဉ်းစားကြည့်ပါမပြောမိတဲ့ကိစ္စတစ်ခုခုရောက်လာတိုင်းကြောက်မိတာအရှိန်နိုင်ကိုဘဝကိုသူများဘဝနဲ့နှိုင်းပြီးတော့စဉ်းစားကြည့်တာကိုအထင်သေးတာစူးစားတိုင်းအစီမပြေရင်အချုံပေးတာဒါတွေကအကျင့်တွေပါပဲလေအမှန်တော့သင်ဒီလိုမဟုတ်ပါဘူးဒီလိုဘဝကိုအသက်ရှင်တက်လာတာပါကလေးငယ်တယောက်ကလမ်းစာလျှောက်တက်ရင်အချိန်ပေါင်းများစွာလဲကြတယ်ဒါပေမဲ့ငါလမ်းမလျှောက်နိုင်ဘူးဆိုတဲ့အတွေးမဝင်ပါဘူးထက်လျှောက်တယ်ထတယ်ကြိုးစားတယ်တနေ့ကျတော့လမ်း6ရောက်နေမကပါဘူးပြေးတက်လာတာပဲလေအကြောင်းတစ်ခုခုဖြစ်လာတိုင်းသင်အကျင့်ကိုသတိထားမိရင်သင်ဘဝကတဖြည်းဖြည်းချင်းပြောင်းလဲလာမှာပါအကျင့်တွေကိုအတင်းအာရမဖိထားเสียမလို့တိုက်ခိုက်เสียလည်းမလို့ပါဘူးစိတ်အေးနဲ့ပြုပြင်ပေးမှာပဲတနေ့အဆင်ပြေမှာပါဥပမာ
မိုးချုပ်နေတဲ့အချိန်မှာသင်ဖျောင်းတိုင်နဲ့မြစ်ကျက်ကရှိတယ်သင်ကမိထွန်းဖို့လိုအပ်ပါတယ်ဒါမှအမှောင်ကပျောက်ကွယ်သွားမှာပါစိတ်ကပွဲစားလိုပဲချက်ချင်းအကျိုးအမြတ်ရတာကိုပဲဦးစားပေးတာပါအလုံးမလုံးပဲထိုင်နေတာနဲ့ပြင်းမှန်းပြီးစူးစမ်းတာဆိုရင်စိတ်ကအလုံးမလုံးပဲထိုင်နေတာကိုပဲရွေးချယ်ပါတယ်အမှန်ကအချိန်ကြာတယ်အမှားကလောက်ရတာလွယ်တယ်စိတ်ကအမှားကိုပဲရွေးချယ်တယ်တိတ်ဆိတ်စွာနေပြီးတရားအားထုတ်တာနဲ့အဓိပ္ပာယ်မရှိတဲ့စကားများတာဆိုရင်စိတ်ကစကားများပြီးနားကြီးတာကိုပဲရွေးချယ်တယ်စိတ်ကပြစ္ဆုတ်ပတ်မှာခဏရတဲ့ပျော်ရွှင်မှုကိုပဲဦးစားပေးတာပါသင်ရဲ့အတွင်းထဲမှာရှိနေတဲ့တရားစိတ်ကအနာဂတ်ကိုဦးစားပေးတာပါစိတ်နောက်ကိုလိုက်တဲ့လူကတနေ့တော့နည်းနည်းစီတော့ကြချုံတာပဲလေတရားစိတ်ကိုဦးစားပေးပြီးချစ်ဆက်တဲ့လူကနည်းနည်းစီအောင်မြင်လာတယ်နေတက်လာတယ်နောက်နေ့9မိနစ်လောက်ထပ်မအိပ်ပဲဆော့ဆော့ထနိုင်သင်စိတ်ကိုသင်နိုင်လာမယ်လေဒေါသနဲ့မဖြေပဲတိတ်ဆိတ်စွာနေတက်လာတာကအနိုင်တစ်ခုပါပဲဘဝကိုသူများနဲ့မနိုင်ပဲကိုယ်စိတ်အတွင်းထဲကအကျင့်တစ်ခုကိုသင်ကသတိထားမိလိုက်ရင်ကြည်လိုက်ရင်သင်ကအောင်မြင်လာမှာပဲလေတကယ်တော့ကိုအနိုင်ယူသွားတဲ့နေ့တနေ့သင်ကိုဘယ်သူမှအနိုင်မယူတော့ပါဘူးအကျင့်ဆိုတဲ့အရာကချက်ချင်းပေါ်ပေါက်လာတာမဟုတ်ပါဘူးအရာတစ်ခုကိုသင်ကညှင်းလိုက်တဲ့နေ့ကအဲ့ဒါဆုံးဖြတ်ချက်တစ်ခုပါပဲဒုတိယတစ်ကြိမ်ကလွယ်ကူစွာတတိယတစ်ကြိမ်ဆိုရင်တော့အကျင့်တစ်ခုဖြစ်လာတာပဲလေတချို့လူတွေကပြောကြတယ်ငါကဒီလိုပဲအမှန်တော့အကျင့်ပေါင်းများစွာကိုပြုလုပ်ခဲ့တဲ့အကျင့်ကြောင့်သင်ဒီလိုလူဖြစ်နေတာပါအကျင့်အဆိုးဆုံးကဘာလဲသိလားကိုဘဝကိုအလေးနဲ့မထားပဲအမြဲတမ်းသူများဘဝကိုပဲဦးစားပေးတာစိတ်ကအမြဲတမ်းတွေးတယ်ချမ်းသာမှပျော်မယ်သူငယ်ချင်းကောင်းရမှပျော်မယ်လူတွေကငါ့ကိုနားလည်မှငါပြောင်းလဲမယ်အခြေအနေကောင်းမှတရားအားထုတ်မယ်တကယ်ဘဝဆိုတာနှက်ဖြန်နဲ့မဆိုင်ပါဘူးအခုပြစ္ဆုတ်ပန်နဲ့ဆိုင်တာပါအခုလုံးမှနှက်ဖြန်ဖြစ်လာမှာပါနှက်ဖြန်မှလုံးမယ်ဆိုတဲ့လူကတဖြည်းဖြည်းချင်းဘဝရဲ့အနာဂတ်ကိုပေးအပ်လိုက်တာပဲလေတနေ့ကျတော့နောက်ကိုလှည့်ကြည့်တော့လေဘဝကိုကောင်းကောင်းအသက်မချင်ခဲ့ဘူးစိတ်ဆင်းရဲခဲ့တာပဲအိမ်ဆောက်ခဲ့တယ်ဒါပေမဲ့အိမ်ထဲမှာမနေခဲ့ဘူးပိုင်ဆိုင်မှုရှာခဲ့တယ်ဒါပေမဲ့စိတ်မချမ်းသာခဲ့ဘူးသူများပျော်ရွှင်အောင်လုပ်ပေးခဲ့ပြီးမဲ့လေကိုငါဘယ်သူလဲဆိုတာကိုမသိခဲ့ရဘူးနောက်ဆုံးတော့နှောင်တပဲရခဲ့တာပါသင်ဘဝမှာမော်ဆန်းသလိုတကိုးရသလိုထူဆန်းဖို့မလိုပါဘူးသင်မှာရှိနေတဲ့မကောင်းတဲ့အကျင့်ကိုပဲဖြည်းဖြည်းချင်းပြုပြင်ပြောင်းလဲနိုင်ရင်အကောင်းဆုံးပါပဲဗျာဒီနေ့သာပြုပြင်ရင်နောက်နေ့လည်းပြုပြင်နိုင်တယ်ဒီနေ့သာအကျင့်ကိုမပြောင်းလဲနိုင်ရင်ဘယ်တော့မှသင်ဘဝပြောင်းလဲသွားမှာမဟုတ်ပါဘူးပိုဆိုးဖို့ပဲရှိပါတယ်ဒါကြောင့်ဘဝကိုအပြစ်မတင်ပါနဲ့အကျင့်ကိုပဲပြုပြင်ပြောင်းလဲကြပါစေလို့ဆုတောင်းပါတယ်အကျင့်နဲ့ပတ်သက်တဲ့ဗီဒီယိုကတော်တော်ရှည်ပါတယ်နောက်နေ့လဲအပိုင်း2ကိုဆက်တင်ပေးပါမယ်ဗျာဗီဒီယိုကရှည်ရင်လဲလူတိုင်းကအဆုံးထိနားထောင်မိမှာမဟုတ်တယ်လို့မကောင်းတဲ့အကျင့်တွေကိုလည်းပြုပြင်ပြီးတရားများများအားထုတ်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အခုလိုနားထောင်ပေးတဲ့အတွက်